င်္ဂလာပါကျွန်တော်အခုဆိုရင်တော့တောင်ပြိုက်တောင်တက်နေပါတယ်မိုးလိုက်တာဟိုမှာတော့နော်စခန်းမမြောက်ဘူးတဲ့အာဖရိကန်ဘွိုင်းလေးတွေပေါ့ကျွန်တော်တက်ရတာလေအချိန်ကြီးအများကြီးပဲပေါ့တန်တာရောက်ကြတယ်ဒီတောင်ရောက်ဖို့ဟိုမှာကြည့်လိုက်အောင်ကျွန်တော်အမေကိုဟိုမှာရတော့ဝက်ကြီးပါဝက်ကြီးအင်ကြီးချုပ်ပြီးဓာတ်ပုံရိုက်နေပါတယ်အခုဆိုရင်ကျွန်တော်ကလောဝင်းငန်းဒီပြိုက်တောင်ရောက်နေအရှိမတော့နေကြကန်ဟိုမှာတော့နော်ကင်မရာမန်ကြီးပေါ့ကျွန်တော်ရဲ့ဖက်နှက်ကိုလည်းချက်ရှိုးလိုက်ပါဦးကျွန်တော်ရဲ့ဖက်နှက်ကိုကျွန်တော်ဖက်နှက်ရမ်းမိုက်ဟိုမှာလည်းနော်တခါမှမပြောက်ဘူးတဲ့ဘယ်လိုပြောရမလဲအာဖရိကန်လေးတွေပေါ့အာဖရိကန်လေးတွေဓာတ်ပုံရိုက်နေတယ်ဟိုမှာဒီမှာပဲဒီမှာနောက်တော့ဒီမှာကျွန်တော်ဖီနဲ့ဗီရိုနေပါတယ်အားလုံးပဲကျွန်တော်ရဲ့ channel like and subscribe လေးလုပ်ပေးပါဒီနေ့ကတော့ဒီတော့ပါပဲတတ်တာ